ခွင့်လွှတ်ခြင်းအကြောင်းတိခတ်ခြင်းအကြောင်းကိုထောက်ရှုစဉ်းစားတဲ့အခါမှာတော်တော်ကိုအခက်ခဲကြုံရတယ်။ဘာကြောင့်လဲဆိုတော့ခွင့်မလွတ်နိုင်ဘူးတိခတ်မခံနိုင်တော့ဘူးဆိုတာဟာဘာကြောင့်ဖြစ်ရတာလဲလို့တေချာချာလေးထောက်ရှုကြည့်တဲ့အခါမှာကိုယ့်အပေါ်မှာတရားမမျှတတာတွေလုတ်တယ်လို့ခံစားရလို့တိမခံနိုင်တာခွင့်မလွတ်နိုင်တာပြီးသွားတဲ့အခါကျရင်ဒေါသထွက်တာဖြစ်ပါတယ်။မြင်လို့ရှိရင်ကိုဒေါသဖြစ်ရတဲ့အချိန်ကိုပြန်ဆန်းစစ်ကြည့်လိုက်ရင်အဲ့ဒီအဖြေကရှင်းနေတယ်။ကိုယ့်အပေါ်မှာမတရားလုပ်သွားတယ်။ကိုယ့်အပေါ်မှာအခွင့်အရေးယူတယ်။ကိုယ့်အပေါ်မှာအနိုင်ကျင့်တယ်လို့ခံစားရတဲ့အခါတွေမှာကျွန်တော်တို့တွေဟာတည်ငြိမ်ခံစိတ်တွေခွင့်လွတ်နိုင်ခြင်းတွေပျောက်ပါတယ်။ဒါပေမဲ့ဒီကနေ့ဘုရားသခင်ရဲ့အဆုံးအမနဲ့ကျွန်တော်တို့လက်ရှိဘဝမှာဖြစ်ပျက်နေတဲ့အဖြစ်ပြက်အခြေအနေကိုကျွန်တော်တို့ဘယ်လိုအသက်ရှင်နေထိုင်မလဲလို့ပြန်လည်ပြီးထောက်ရှုကြည့်တယ်။ဘာတွေ့ရလဲဆိုတော့ဘုရားသခင်ဆုံးမတဲ့ပြည့်ညတ်တော်တွေဟာကျွန်တော်တို့လူသားတွေကိုပျော်ရွှင်စေဖို့ပြည့်ဝတဲ့အသက်တာရရှိစေဖို့ကောင်းမွန်စွာနဲ့နေထိုင်နိုင်ဖို့တွေဆိုတာကိုကျွန်တော်တို့တွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့အပြစ်ဆိုတဲ့သဘောတရားကိုကြည့်လိုက်တဲ့အခါမှာလှုပ်ရဲတဲ့လူကလှုပ်ပြီးမလှုပ်ရဲတဲ့လူကမလှုပ်ရဲလို့ပဲဖြစ်တယ်။ဟာဒါဟာဘာမှမဖြစ်ပါဘူးကွာလို့စဉ်းစားလို့လည်းရတယ်လို့ဒါဟာအကြီးဖြစ်တယ်လို့လည်းစဉ်းစားလို့ရတယ်။ဒါဟာကျွန်တော်တို့လက်ရှိဘဝမှာဖြစ်ပျက်နေတဲ့အရာတွေကိုတည်တည်ချာချာလေးလေ့လာသုံးသပ်ပြီးထောက်ရှုကြည့်တဲ့အခါမှာတွေ့ရှိရမှာဖြစ်တယ်။ဒီကနေ့တန်ပေထူးကဆရာသခင်ဖြစ်တော်မူတဲ့ယေရှုခရစ်တော်သခင်ထံမှာသူ့ဘဝအတွေ့အကြုံလေးကိုတွားလျှောက်တာဖြစ်လိမ့်မယ်။လူတွေကသူ့ရဲ့ရိုးသားမှုလူတွေကသူ့ရဲ့တဲညှင်းခံမှုကိုအသုံးချပါများတော့သခင်ခရစ်တော်ရှိမှမေးခွန်းသွားမေးလိမ့်မယ်။ကိုရောလူတယောက်ကတပည့်တော်ကိုထိခိုက်စော်ကားတယ်ဆိုရင်ဘယ်နှကြိမ်ခွင့်လွှတ်ရမှာလဲ။9ကြိမ်ခွင့်လွှတ်ရင်ရပြီလားလို့သခင်ခရစ်တော်ရှိမှတွားလျှောက်တဲ့အခါမှာသခင်ခရစ်တော်က89လီအကြိမ်ကြိမ်ခါခွင့်လွှတ်ပါလို့ပြောလိုက်တဲ့စကားလေးကိုကျွန်တော်တို့ကြားခဲ့ရတာပဲဖြစ်ပါတယ်။ဒီကနေ့လက်ရှိဘဝမှာဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ဘုရားသခင်ရဲ့သွန်သင်ဆုံးမချက်ပေါ်မူတည်ပြီးအချက်ကလေး5ချက်လောက်ဝေမျှခြင်းပါတယ်ပထမတစ်ချက်ကတော့ဒီခံခွင့်လွှတ်နိုင်ဖို့အတွက်အကောင်းမြင်တတ်တဲ့စိတ်ရှိနိုင်ရင်ဒီခံခွင့်လွှတ်နိုင်ဖို့လွယ်ကူပါတယ် exaggerate လို့ exonerate လို့ခေါ်တဲ့ကိုမြင်လိုက်တဲ့အမြင်တွေမှာအကောင်းမြင်နေရင်သူများကစိုးလာရင်တော့ကိုကအဆိုးလို့မမြင်နိုင်ပါဘူးဒုတိယတစ်ခုကတော့ forbearance လို့ခေါ်တဲ့တဲညှင်းခံစိတ်ဖြစ်ပါတယ်တဲညှင်းခံစိတ်ဆိုတာကလွယ်ပါတယ်ပြောရဒါပေမဲ့လို့တကယ်တမ်းအရန်ခက်ခဲပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့ဒုတိယကိုခွင့်လွှတ်နိုင်ဖို့အတွက်တဲညှင်းခံနိုင်မှရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ release လို့ခေါ်တဲ့ဥပက္ခပြုလိုက်တာပဲဖြစ်ပါတယ်မင်းလှုပ်ချင်တာငါနဲ့မဆိုင်ဘူးမင်းနဲ့ပဲဆိုင်တယ်မင်းအကြောင်းကိုငါမစင်စားဘူးလို့ထားနိုင်တဲ့စိတ်လည်းဖြစ်ပါတယ်နံပါတ်4တစ်ခုကတော့ဘုရားသခင်ရှိမှခွန်အားတောင်းတာပဲဖြစ်ပါတယ်ကိုရောတပည့်တော်ကတော့ဒီတန်ကြီးကိုမခံနိုင်ပါဘူးခံထားနိုင်တဲ့ခွန်အားကိုကိုရောပေးပါဘာကြောင့်လဲဆိုတော့ကိုရောကလူတွေကိုခွင့်လွှတ်ခိုင်းလို့လေလို့ကျွန်တော်တို့ဘုရားသခင်ထံမှာခွန်အားတောင်းခံနိုင်ပါတယ်နောက်တစ်ခုကတော့ဘုရားရဲ့အဆုံးအမဖြစ်တဲ့ကိုထိခိုက်စော်ကားလာတဲ့လူတွေကိုတဲ့ရန်တုတ်ပြန်ဖို့အတွက်မေတ္တာပို့ဆုတောင်းပေးပါလို့တောင်းခံပါတယ်ဒါကြောင့်မလို့ဒီနေ့ကြားရတဲ့နှုတ်ကပတ်တော်ကိုအတူတကွထောက်ရှုစဉ်းစားရင်းနဲ့လက်ရှိဘဝမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေပေါ်မူတည်ပြီးတွေ့ကြုံလာတဲ့အပေါ်မှာကျွန်တော်တို့အကောင်းဆုံးဘုရားသခင်ရဲ့အဆုံးအမတိုင်းနေထိုင်နိုင်တဲ့ခွန်အားနဲ့ကျေးဇူးတော်ကိုတောင်းခံရင်းနဲ့ဒီမစ္ဆာတော်မြတ်မှာလွတ်တော်ကျေးဇူးတော်ဖျက်ပြကိုတောင်းခံကြရအောင်အလုံးကျေးဇူးပြုပြီးမတည့်ရလဲဆုပန်ကြပါစို့